ပြင်လိုက်တာဟာပြင်သွားမယ်တယောက်တည်းသွားမှာလားဆိုရင်တော့ no ပါ Tecno ရဲ့ Spark 40 Pro လေးနဲ့အတူတူပြင်သွားမှာပါဟယ်လိုဖုန်းလေးလာတော့ကြားလိုက်အောင်မယ်ဟယ်လိုဟဲ့ဟယ်လိုပါလေးပါကွာဒီမှာလေ Tecno ရဲ့ Spark 40 Pro ကပါလေးပဲတော်သေးလို့ပေါ့ရေးဆိုခံလို့နောက်9နှစ်ကြာလို့ကိုသာအိုသွားမယ်သူကတော့တွက်လက်ဖြက်လက်တနေ့ကုန်လို့ကိုသာ energy down သွားမယ်သူ့ battery ကတော့လုံးဝမ down ဘူးဟဲ့ဂိမ်းကြော်ရအောင်မယ်အေးစားလို့ရမယ်ပြောတာဟာကိစ္စမရှိဘူးဘက်ထရီက9200 mAh နဲ့ fast charging ပါတော့အားကအပြည့်ပဲ display ကလည်းကြည်တောက်ရှင် Tecno Spark 40 Pro လေးကပါလွာပေါ့ပါကြည်တောက်အားခံတွက်လက်နေတာပါပဲเนาะ Tecno Spark 40 Pro အသက်ဆုံးသုံးကြည်တောက်ရှင်ဖုန်း